ဆိုတော့နော်ကဘယ်သူနော်ခဲ့တယ်ကေမာနဲ့နော်ခဲ့တယ်ကေဖက်ခဲ့မှာနေတကောစိတ်ကောမာနဲ့ဟုတ်ပြီအာကျိုဖြတ်ဖို့တော့ဝိုင်းကြီးအကောင်ရင်းနဲ့ဝင်လာပြီနော်နေတကောကြီးရောက်သွားမလားဟုတ်အိုးချန်ဖို့ဘေးကိုကြခေါင်းပေါ်ကြဖိနေဝင်ရနေတကောတူးတယ်တူးကြရမှာနော်အဲ့6ကောင်ရမှာနော်6ကောင်ရအောင်ကိုဖန်ရောက်လာခဲ့တယ်ခုနကကျွန်တော်ကတ်တိုလစ်ကတောင်းနေခဲ့တယ်ဟိုဘက်မှာဗတဲ့ဖြစ်နေတာကိုမပြသေးဘူးကြားထဲမှာတကယ်ကိုဒီကောင်မပြီးသေးဘူးမင်းဒီကောင်လေးဘာဖြစ်နေနေတာလဲတကယ်ကိုဂျားညက်နေခဲ့တဲ့အခြေအနေမှာဘယ်တော့ကောင်းကောင်းလေးပြီးအောင်ပြခဲ့ကွာမင်းတို့ကလေရောက်သွားတဲ့အနေထားဖြစ်တဲ့အတွက်ကြောင့်ဟိုဘက်မှာလည်းချားနေတာဒီလုံးလေးမတဲနေခံသားနေရဟိုဘက်လည်းပြခြင်းနဲ့ဒီဘက်လည်းပြခြင်းနဲ့ခုမှဘာမှပွဲတစ်ပွဲကိုကောင်းကောင်းဗတဲ့ကိုမကြည့်အောင်ကွာပြန်ပြီးတော့ကျင်းနေတော့မေးဒီပြန်ခင်းပြီးကျော်တာတစ်ဖက်မှာအေးအဲ့လိုပြပြီးနေဝိုင်းအောင်ဝါပြီးဆိုနောက်တစ်တင်းကိုပြအဲ့လိုကဟောနည်းနည်း rate တော့များရနော်ဒီဘက်ကဖြတ်သွားဘာလို့လဲစမိုင်းအိုးချန်ဖိုးတယောက်ထဲနဲ့ကို 5k ကောက်ထိရယူပေးတာတော့မြင်တွေ့နေရတဲ့ YG Master Spy တင်းကင်းနေနဲ့6កောင်ကောက်ထိရထားတဲ့ဇုံလဲပါနေတဲ့ YG နေနဲ့တော်တော်ကောင်းမွန်ကားတဲ့ဒါမှုတွေကိုရောက်နေတာဖြစ်ပါတယ်အနောက်မှာ PMT တင်းဝင်လာပြီဘတ်စတက်ဝင်လာပြီနော်ဘတ်စတက်ဝင်လာပြီ info ပေးမယ်ဟာထပ်ဖြစ်တယ်ရိုးကြီးအေးစင်းတော့ညီလေးညာဘက်မှာရှိတယ်နော်ကောင်းတယ်ပိတ်ထောင်းနေမယ်ဟိုကနေဇုံပါတယ်ကွာဒီတိုင်း position ကောင်းကြတာကကြည့်တာကွာဘယ်ညာအပြည့်လိုက်ကြည့်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ smile ရဲ့ကျွန်တော် scouting တောက်လျှောက်ရဥနေပြီနော်စိတ်ကောက်ညာဘက်ကကတော့မကြည့်သေးဘူးညာဘက်ကပုံမောင်းရရှင်းတော့ရှင်းတယ်တော့တောင်းလို့လုံးကိုမောင်းခေါ်မကားမသိဘူးနော်ဖြစ်တဲ့အတွက်ကြောင့်ဖန်တန်တိုးလာမယ်လမ်းကြောင်းတစ်ခုလုံးဒီမှာက2သိန်းပါနော်3သိန်းကလော့စပတ်တယ်ကြည့်ရမှာဒီသေးဗီယာ EA high ပါလာမယ်အခြေအနေမျိုးမှာ3သိန်းလောက်ထိရှိတယ်ပေါ့နော်ဒီမှာနေဟိုပတ်တယ်ကလော့ပတ်တယ်ကိုမောင်းပတ်တယ်ပေါ့နော်နောက်တစ်စုံအပြောင်းလဲဒီဘက်မှာအိမ်ဒီဘက်အချမ်းကိုမပါတော့ဘူးသူတို့တန်နဲ့ချေနိုင်တယ် email live channel ရဲ့ဒီသိန်း2သိန်းတော်တော်တန်နဲ့ချေဂန်ပါဝါအရာရောအင်အားကြီးနေတဲ့အခြေအနေမျိုးမှာကဲဇုံနေနဲ့ပြောင်းပြီဝိုင်းကြီးဘက်ကိုဒီဘက်မှာဆိုရင် Arena ခေါမိုးပေါ်တွေကနေဒုက္ခပေးမယ်ပန်တန်ဟာငီးပဲဒီဘက်ကမှုတ်တာဒီဘက်ကမှုတ်တာဒီဘက်ခေါ်တယ်ဟိုဘက်ကမှုတ်တာလည်းမဟုတ်ဘူးဟိအောင်ရေးဒီဘက်ကဒီလိုမှုတ်နေတာငါထင်းတော့နေပါတယ်ကဲဇုံနေနဲ့ကတော့ဝိုင်းကြီးကိုခေါ်ခဲ့တယ်ပေါ့နော်အစင်ပြေကားဆိုတော့ပြေပါတယ်စောသူရတဲ့ဇုံတစ်ခုတော့ဝိုင်းကြီးနေနဲ့ရတာတယ်ဒါပေမဲ့ PM DM ဆိုတဲ့အသင်းကိုတော့နည်းနည်း view site မှာတော့ရမယ်ဒီကောင်းလေးရှေ့မှာဇုံကြိုးဝင်မယ်ဆိုရင်အဲ့အသင်းက bus step ဝင်ပြီးတော့ဒီကောင်းလေးဖြတ်ပြီးတော့သူတို့နေရာကိုယူမှာဗျာတိကအဲ့နည်းနည်းလေးအဲ့ဒီဟာကိုပဲ view site မှာနောက်တစ်စုံရောက်ပြီးတော့ ဆော့ပြီးတော့ရအောင်မယ် YG နေနဲ့အသင်းနေနဲ့9အသင်းပကရာကိုင်းနေနဲ့18ရောက်ထိကျန်တယ် YG 6កောင်ရောက်ထိကိုကေးရယူထားတယ် PMDM 3man live Pandan Pandan okay Pandan မင်းဝိုင်းလိုက်တော့မင်းတို့ရှော့အမှနေတကုံးရောက်ကြမယ်2កောင်တော့မယ်စမိုင်းပြောတယ်ဟဲ့နေတဲ့နောက်မှရှိတယ်ဘတ်စတက်ပါတယ်စပုတ်တွေခင်းနေတဲ့အမှနောက်မှ3កောင်နေခဲ့တယ်စမိုင်းနဲ့ငါယူလာမယ်နော်တဲ့အေးတဲ့အေးအောင်နဲ့ဒီကောင်တွေဝင်လာလို့ရှိရင်မင်းတင်ဝင်လာလို့ရှိရင်ငါဝိုင်းပစ်ပေးမယ်တဲ့စမိုင်းနဲ့အေးအောင်မပူနဲ့မကြောက်နဲ့တဲ့အောက်ရှိရဲ့အမှ PMDI ကောင်တွေကအမှဖတ်မန်ကောင်တွေကပြောတယ်ရှေ့ကိုပဲရှေ့လေးကိုပဲရတဲ့ကောင်တွေဝင်မယ်တဲ့ဘေးတော့ဝိုင်းကြီးရှိတယ်တဲ့အကောင်တွေဝေါ်ကတ်ချန်ပီယံတွေတဲ့ဒီနေ့စိုးရင်ရတယ်တဲ့မသွားနဲ့တဲ့ဟုတ်တယ်ရှေ့ကကောင်တွေကငဘောတွေတဲ့ဟိုမှာရှေ့ကကောင်တွေစီပဲပြစ်တိုးတဲ့တဲ့ငီယုံတကောင်တော့ဖင်ရပြီးတော့ဘူးမသိကိုမသိကောက်ပြဘာမှဖြစ်သွားခဲ့ခြင်းမရှိဘူးစမိုင်းရဲ့ပြချောက်မှာနောက်မှာဂျဘိုးတကောင်ငီယုံကြံခဲ့တယ်ဘာမရှိဘူးလားစားမလားအဲ့ကောင်ဂျဘိုးရောက်မှာနောက်မှာအဲ့ဒါပုံကောင်ပြစ်ပြီးဟိအောင်ရင်တာနီကေကကြည့်ပြီးဟိအောင်ရင်ဖန်တန်ငီယုံတကောင်တော့ဝိုင်းကြီးအကူတွေနဲ့တတိထားလိုက်မိမှရမယ်နော်တတိအိုးတရီဘူးကကန်ဆွဲရဆိုပေမဲ့လေဘာမှဖြစ်သွားခဲ့ခြင်းမရှိဘူးဤနေနေရတယ်ဒီဘက်ကကြည့်နေဝင်းရည်မောက်နေတာဝင်းပြင်းမှာကျေးဇူးတင်ခိုင်းတာသူများစင်မတေကိုဝမ်းတာတာကူအကောင်းဆုံးပဲဗျအစုံပါတော့လေးပဲထားဒီခုံတောင်းလေးဘက်မှာပဲကတ်တိုးလေးနေတာငီယွန်တယောက်ကိုတတိထားမှရမယ်နော်ဝိုင်းကြီးကိုဒုက္ခပေးဖို့ထားခဲ့တာလို့ဝိုင်းကြီးကိုဒုက္ခပေးဖို့ထားခဲ့တယ်မာနဲ့နေငန်းတော့နော်ကဒီငီယွန်ရဲ့နေအောင်ဤရတကောင်ပြင်သွားပြီနော်ငီယွန်ရဲ့နေအောင်ဤဒီယုံတော့ဝါပြီရတယ်ဘာဖြစ်အေးရီကငါလုံးမတော့ဒါလည်းထိုင်းနေမယ်ကွာရှစ်ကောင်ဟိအောင်တော်ပြီလေစမိုင်းရေးဘာသွားလောက်တာလဲညီလေးပြန်စုလိုက်မလားလို့ဟိုကောင်ဟိုက်ကတော့တောက်လျှောက်ပြစ်နေရဇုံလေးပဲပါနေတယ်လို့ညီလေးနေခိုင်းမလားဆယ်လေးတီတီညီလေးပတိလေးစိတ်မလားတရားလေးထိုင်မလားအေးစင်းတော့အဲ့နဲ့နေတောက်လျှောက်ငန်းပြစ်နေအိုးစကုတ်ကြီးဟိအောင်ခဲဆွဲသားကမှန်ငိန်တုံနေစမိုင်းနေတကောငါထုတ်ပြီးတော့pressure ယူတာနော်ဟိအောင်
အနောက်ကလမ်းပြစ်မယ်နော်စိတ်ကတော့နော်သွားပြီ pressure ယူရဲဆိုပေမဲ့လေကေးရရွာသေးစပိုက်ခုနှစ်ကောင်းလေးရသွားတာစိတ်ကောက်ပြန်ဆေးခိုင်းပါစိတ်ကောက်ကိုပြန်ဆေးခိုင်းပါနိုင်ငံကောက်ထိယူပြီးတော့ကျွန်တော်တို့1 to 4ကောက်ထိပါကြတာဆိုတော့အရာရာအားလုံးကစင်ပြေနေသေးပါ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  chicken လေးပဲစားလိုက်မှာ chicken လေးပဲစားလိုက်မှာကေးက fine နေကေးက fine နေပြီကေးက fine နေပြီ chicken လေးပဲစားလိုက်ပါ chicken လေးပဲစားလိုက်ပါအေးနေနေတော့ရှစ်ကောင်ကလေးရယူထားပြီးတော့ကွန်မောင်းမှာသူတို့ရဲ့အောက်မှာအသင်းသတင်းဖြစ်တဲ့ high တကယ်ရှိသူကိုဒီသေးဗီယာတကယ်ရှိနေတယ်အေးနေနေဘယ်ဘက်ကိုပါနဲ့သွားနေပဲ position ကိုတွားယူထားတယ် 1G နေနေကဇုံသွားတော့မယ်အေးယူရတဲ့ position ကတော်တော်လေးကိုကောင်းသွားပြီနော် 1G နေနေ 1G နေနေ position မရသေးဘူးနော်အေးဟိုပဲဝင်ချဖို့စဉ်းစားနေရမြတ်ကကန်းသက်ကိုပဲတောက်လျှောက်ကားလေးတွေကားပြီးနေမကစက်ကပြီးတော့ကြည့်ရှုရမယ်ဇုံနေနေ25စက္ကန့် stage 8ပြောင်းတော့မယ်မနှော့နဲ့တော့မနှော့နဲ့တော့နောက်ဆုံးဆုံးရောက်နေပြီမနှော့နဲ့တော့ဟေးအောင်နေ no မော်မန်တယောက်နေနေတော့ high ground ကအသာစီးရယူပြီးတောက်လျှောက်ပြစ်နေတာနော်အနေတော့များတယ်ဘာမှမဖြစ်ဘူးဘာမှမဖြစ်ဘူးစုံလေးရဲ့ရှေ့လေးပါပဲအမြင်လေးပါပဲဝင်ရမှာဖြစ်တဲ့အတွက်အေးကြောအော်အေးတွေထက်ကိုယူလာဟေးအောင်ဒီကောင်ဒီလူပါဝါတာဟေးအောင်အော်မယူရတယ်ဘာမှမမှားတာမိုင်းပတ်တင်မော်တီတောင်းနေအိုမိုးဟင်းငါးတွေကပြန်ကျွေးတော့မှအိုးပဲဦးနဲ့အကျော်နဲ့ဒီမော်တီတောင်းတွေကိုထောင်းပေးမယ်ဘရာဇီးမွန်ဘွိုင်းဟိုက်ကနေရောက်တော့ကြံရှိနေသေးတယ်သူတို့ကရတကောက် survival rap လေးတွေကိုရတကောက်သိနေရပါတော့ကဲ YG လေးတွေမန်းလိုက်မလား my friend တို့ YG လေးတွေမန်းလိုက်မလားနှလုံးနဲ့ Y ရဲ့ G ရဲ့နှလုံးနဲ့မန်းလိုက်မလားကျွန်တော်ပြန်ဆိုင်မှုတွေကတော်တော်ကြီးပြင်းထန်လာပြီဆိုတဲ့အနေအထားမျိုးမှာရိုကြီးစမုံတကောင်ခုံပြီးတော့ငန်းပြီးတော့ပြစ်ထားတယ်ဇုံလေးနဲ့ပြောင်းရှေ့ကိုတိုးပြီးတော့ဝင်ရတော့မယ်ကိုမောင်းတိုက်မယ်ဆိုရင်တော့အထဲမှာ3သိန်းရှိတယ်ကိုမောင်းတိုက်ဖို့ဆုံးဖြတ်လိုက်တာများက no ရရှိနေတဲ့ရှေ့မှာဒီလေးရှိတယ်သေကကောက်ငန်းဖို့သေကကောက်နောချပလိုက်ပြီးတော့ငန်းဖို့ပြန်ပစ်ပေးလိုက်တယ်ဘက်ကဖာကောင်းတော့ကောင်းသွားတယ်ဆိုပြီးပြန်ကယ်လို့ရအောင်မလားသေကကောက်ဆေးမောင်ကြီးကြီးကောင်းလိုက်မာနဲ့ရဲ့ train တော့ရိုကြီးဟာပြန်တော့သွားပြီဟောနောက်ကရောက်လာတော့ဟေ့ဖားကြီးလေဟေ့အေးတွေကရုံနေနော်ဟာအေးတွေကရုံတော်မရောက်နောက်ကြီးကဘတ်စတက်ကြီးကိုကားပြီးတော့ပြန်ခဲ့ဖြစ်တာရုံကျူးကြီးရောဟေ့အေးရီနာအဲ့ဒါရကျွတ်တယ်နော်ရောကျွတ်လိုက်တဲ့မှုကြီးရောတောက်လျှောက်ကိုရအောင်ထိန်းပြသွားခဲ့တယ်လို့ဂျားထဲမှာရတယ်မာစမိုင်းပြန်တော့စီးယူလို့ရသွားမယ်တဲ့မာနောက်ကိုဟောမနော်ငန်းဖို့ပါခေါ်ကန်ရကွာဒါပေမဲ့မော်မန်နေဖြစ်နေရတယ်ရောဟိုမှာပြန်တော့စီးယူလို့ရအောင်မာနောက်ကိုနော်ဝါပြန်ပြီး short fade တယောက်ကတော့မာနက်ကပြန်တော့ဝါပြီးကောင်းတဲ့ high ground ဖြစ်နေတော့နည်းနည်း give side မှတော့ရမယ်ဗောနော်ပြန်စီအေးစေးဘာမှမဖြစ်ဘူးနော်မာစတာစမိုင်းထားခဲ့လို့ရှိရင် short fade ကပြစ်မှာကွာအဲ့ဒါကြောင့်ကဲလို့မရသေးဘူးမကယ်နဲ့တဲ့ပြောနေတာပဲညောင်နေဒုံနေရကပြောင်းတော့မှာနော်ဟိုကောကကြည့်ပြန်ပြီဟိုမှာကိုင်းနဲ့ပတ်ပြီးနှမာတော့ဟိုနွားကျမ်းပါပါစေချမ်းသာပါစေကွာခွေးတနောင်းသားတာနီကေအေးဘေးရတယ် short way ပဲမာနက်ကဆေးလို့တော့မရတော့ထင်တယ်မဟုတ်စမိုင်းရှိရဲ့ပွိုင်းကိုသိပါဆိုတော့မှန်တယ်ဟုတ်တယ်ရတယ်ကေးရပြီမတော်တော့ရတကောင်ယူတော့ငါလူမတော့မျိုးဆိုးပြီးသွားတကောင်ရတော့ပြီလေစမိုင်းရှိရဲ့နေအောင်ကျဲအောင်မော်ဟာဖြစ်နေတာကဲငုံမရဲ့တော့ခွင့်မှာတော့မင်းဘာဖြစ်နေတာကဲမင်းလူတွေတုံနေဝင်နေပြီမင်းဘာဖြစ်နေတာကဲကိုယ့်အကိုသွားသမှာကိုဒီနေ့ရှက်3ရတော့ပြီအေးငါမတော့ရနေပြီအိုးစပိုင်ငန်းဘောပါခေါ်နေပြီငန်းဘောပါခေါ်နေပြီပါတော့ချီဒီဘက်မှာငါကြည့်ရဆိုမဲ့ဟိုဘက်မှာလည်းနေဒီအထုနေပြီရောဖြစ်နိုင်သေးတယ်I try my boy